မင်္ဂလာပါခုနကတော့အပိုင်းလေးအပေးလိုက်ပါဗျာအခုကအပိုင်း9ရောက်သွားပြီเนาะအပိုင်း9မှာ bootstrap အကြောင်းကိုပြောမယ်เนาะအပေါ် FED gate ကိုဘိုးအားကdrive ဘိုးအားမရောက်ဘူးမရောက်တာကိုဒီအောက်က on မှာရောက်တာပေါ့เนาะအောက်က on လို့လည်းမဖြစ်ဘူး off ရမယ်အချိန်เนาะအဲ့တော့မရောက်တာကိုသူ့ကို gate drive ကိုဘယ်လိုဘိုးအားပေးမလဲဟိုမောင်းတဲ့ drive ကတော့ပေးတာပေါ့ဗျာသူ့ကိုဘိုးအားဘယ်လိုပေးမလဲဆိုတာကိုကျွန်တော်ပြောပြမယ်เนาะဒီ diode သုံးတယ် racer သုံးတယ် capacitor ဒီ3မျိုးသုံးတယ်ဒါအနည်းဆုံး component အဲ့ဒါကိုယ့်ဘာကိုအနည်းဆုံးဖြစ်အောင်လုပ်လိုက်တယ်ဒီ 1k ကိုဘယ်လိုရွေးလဲဆိုတော့ကိုယ့်စိတ်ထဲရှိတာရွေးလိုက်တယ်တကယ်တော့ဒါတမိုးကြီးကများတယ်များပေမဲ့အခုလက်တွေ့လဲစမ်းကြည့်တော့ရနေတော့ကျွန်တော်မပြောင်းတော့ဘူးเนาะဘယ်လိုအလုပ်လုပ်လဲဆိုတော့ကျွန်တော်ပြောပြမယ်ပထမဗျာစိတ်ကူးလိုက်ပါတော့ဒီကောင်းကို on လိုက်တယ်ပဲထားเนาะ on လိုက်တဲ့အချိန်မှာအဲ့ဒီ bootstrap ကဘယ်လိုဖြစ်လဲဆိုတော့ဒီကနေ supply လာတယ်ဒီကောင် on တဲ့အတွက် diode ကဒီ forward biasing ဖြစ်တယ်စီးတယ် capacitor ကိုဖြတ်မယ်ဒီဘက်ကများတော့မစီးဘူးပေါ့เนาะဒီကောင်ကလည်း open ဆိုတော့ဒီကောင်ကိုမစီးဘူးเนาะဒီလိုဖြတ်သွားမယ်ဒီလိုဖြတ်ပြီးတော့ဒီမှာ charging သွင်းတယ်ဒီမှာအပေါင်းဖို့အားဝင်တယ်ဒီမှာအနှုတ်ဆိုတော့အပေါင်းအနှုတ်ဖြစ်ကြံတယ်ကျန်ပြီးဒီကောင်ဆက်စီးသွားတယ်ဒီကောင်ကိုသွားတယ်ဒီကောင် on တဲ့အချိန်မှာဒီကောင်ကို charging သွင်းတယ်ဒီကောင်က off ဖြစ်နေတယ်အဲ့အချိန်မှာเนาะနောက်တစ်ခါ Q က on လိုက်မယ်ဆိုရင်ဒီ charging ကဒီမှာအပေါင်းမရှိဘူးလားဒီမှာအနှုတ်ကြံတယ်เนาะဒီကဒီလိုဆက်ထားတော့ပတ်လန်းဒီအပေါင်းကဒီ racer ကနေပြီးတော့ဒီကောင်ကိုဘို့ပေးလိုက်မယ်ဟုတ်လားကြံတဲ့ capacitor ခုန drive ကလည်းဝင်ပေါင်းပေးမယ်အဲ့တော့ဒီကောင်ကို on မယ်အစောပိုင်းကdrive ကိုပေါင်းတဲ့ကောင်မရှိတော့ဒီဘိုးအားမရှိတော့ဒီအောက်ကပွင့်နေတော့ဒီကောင်မှ on လို့မရဘူးအခုကျတော့ on လို့ရသွားတယ်เนาะအဲ့သဘောတရားလေးအဲ့တော့အဲ့ဒါကိုလို့ပြောပြမယ်ဒါဘယ်လိုလုပ်လဲဆိုတော့ဒီဟာကတော့ကျွန်တော် 1k ဘာမှမဟုတ် 1k ထားတာကတန်ဖိုးများထားတာသဘောတရားဗျာဒီကောင်ကိုပထမအချိန်မှာဒီကောင် on တဲ့အချိန်မှာဒီကောင်0ဖြစ်နေ0ဖြစ်တော့ ground ကိုဆွဲချထားတာ ground ကိုဆွဲချထားတော့ ground ကိုဆွဲတာကဟိုဘက်က4047 IC ကဆွဲရတယ်ဆွဲတဲ့အခါမှာခုခံမှုတိတ်နေဗျာအောက်ပုတ်ကြီးကို ground ချထားလို့ဖြစ်မှာဆိုလို့ကျွန်တော်အဲ့ကောင်ကိုတန်ဖိုးများထားတာเนาะအဲ့ဒါကြောင့်များထားတာဒီလိုလေးလုပ်တယ်နောက်တစ်ခုရှိတာဒီကျူနဲ့ဒီကျူကိုတစ်ဆက်တည်းပေးထားတော့ဒီပေးတဲ့ဘိုးကဒီမှာလဲတက်ရောက်နေအောက်ဆိုင်ကိုလဲဒါမဲ့ကိစ္စမရှိဘူးလေ तू ကon မှာပဲ तू လဲ on မှာပဲဆိုတော့အေးမဟုတ်ကျွန်တော် diode short လုပ်လိုက်တယ်တကယ်အဆင်မြင့်ဆက်တွေကတော့ဒီဟာတွေကတက်စီလောက်ထားတယ်เนาะ microprocessor နဲ့ဒီ၄ခုကိုရအောင်မောင်းထားတာเนาะဒါပါပဲ